အားလုံးပဲမင်္ဂလာပါဒီနေ့မှလည်းနှုတ်ကပတ်တော်တစ်ခုနဲ့ကျွန်တော်ခွာပေးခြင်းကြီးမားတဲ့ပြင်လေကြီးဟာတင်းနေတဲ့ချောင်းလေးကနေစတင်ခဲ့တာဖြစ်ပါတယ်ကျမ်းစာကဘာပြောလဲဆိုတော့တင်းဒီအစအဦးမှာတင်းငယ်တော့လေအဆုံးမှာအလွန်ကြီးပွားမယ်လို့ပြောတာဖြစ်တယ်မိုးရှေအသက်တာကိုကြည့်မယ်ဆိုရင်လေမိုးရှေမင်းရဲ့လက်ထဲမှာဘာရှိလဲလို့မေးတဲ့အခါမှာမိုးရှေကဘာပြောလဲဆိုတော့ကျွန်တော်ရဲ့လက်ထဲမှာလန်တန်ရှိတယ်ဘုရားကအဲ့ဒီလန်တန်ကိုအောက်ချလိုက်ပါတော့ခြာခိုင်းတဲ့အခါမှာငွေဖြစ်သွားတယ်ပြောချင်တဲ့အရာကဒီနေ့မိုးရှေရဲ့လက်မှာရှိတဲ့လန်တန်လေးဟာအေဂရုပြည်မှာနမိတ်လက္ခဏာများစွာပြုလုပ်ခဲ့တာဖြစ်တယ်အေရုံပင်လေးကိုနှချမ်းခွေခဲ့ကြောက်ထဲကရေကိုထွက်စေခဲ့တယ်မိုးရှေစတင်ခဲ့တဲ့ခြေလမ်းလေးဟာအေဂရုပြည်မှာဂျွန်ခံနေတဲ့အေတေလလူမျိုးတွေတစ်မျိုးလုံးလွတ်မြောက်ဖို့အကြောင်းဖြစ်လာတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့နေ့ရက်တိုင်းမှာအသက်ရှင်တဲ့အခါမှာကျွန်တော်တို့နေ့တူကကျွန်တော်တို့လုပ်နေတဲ့အရာကဘယံအကြီးကြီးမားမားမဟုတ်ရတော့သေးငယ်တဲ့အရာလေးကနဲ့ကျွန်တော်တို့စတင်ရေးဖို့အရန်အရေးကြီးတာဖြစ်ပါသေးငယ်တဲ့အရာကအနောက်တစ်ချိန်မှာကြီးမားတဲ့အရာဖြစ်လာမယ်ဆိုတဲ့နှုတ်ကပတ်တော်လေးနဲ့ကျွန်တော်ပါပေးချင်တာဖြစ်ပါတယ်အရောက်စီတိုင်းဖြစ်ရှင်အထူးကောင်းချီးပေးပါစေ